สวัสดีค่ะทุกคนအားလုံးပဲမြင်ပါပါเนาะဒီနေ့ကျွန်တော်တို့ခမ်းစာမဲ့ကုန်းဆိုတဲ့အသက်ရှင်တဲ့ကငေါအသက်လေးကိုအတူတူလေ့လာကြမှာပေါ့เนาะအသက်ရှင်ဆိုလို့ရှိရင်တော့အသက်ရှင်နဲ့ပေါင်းရင်ထွက်လာမဲ့တုံးလေးတွေကတော့ mid tone rising tone mid tone ဒီအတန်တုံးလေးတွေထွက်မှာပေါ့เนาะ mid tone ကတော့အလေတန်ပြီးတွေဖြစ်တဲ့ကောကြောတော်တော်နဲ့ပေါင်းရင် mid tone rising tone ကဘယ်ချိန်မှာထွက်မလဲဆိုရင် high class ပြီးတွေဖြစ်တဲ့ခေါ်တို့ချောခေါ်ချောထောဖောပြီးဖောစောစောခေါ်နဲ့တွေ့လို့ရှိရင်တော့ rising tone တန်လို့ထွက်မယ်နော်စောကသုံးလို့ရှိရင်ကျွန်တော်တို့တခုလိုပဲရေးထားလိုက်တော့ပေါ့နော် okay ဒီ B လေးတွေကိုတွေ့တယ်ဆိုလို့ရှိရင်တော့ rising tone တန်လို့ထွက်မယ်အဲ့တော့ကိုတွေကဒီ B လေးတွေကိုဦးစားပေးပြီးတော့တတိထားမယ်ကျန်တဲ့ဟာတွေဆိုရင်တော့ middle tone ပေါ့ပေါ့ပဲထွက်လိုက်လို့ရတယ်ပေါ့နော် okay အဲ့ဆိုရင်အတူတူစကြည့်ရအောင်အသက်ရှင်ကတော့ဘာမှကိစ္စမရှိဘူးတရကိုအထူးတလဲသွားပြီးတော့ကြည့်စရာမလိုဘူးပေါ့နော် B ကိုပဲကြည့်လိုက်လို့ရှိရင်ရပါပြီနံပါတ်1တစ်လုံးကတော့နော်နာမ်ကိုမှမိုက်ထိုလေးတင်ထားတယ် low class B ပေါ်မှာမိုက်ထိုတင်ထားရဆိုတော့ high tone တန်လေးနဲ့ထွက်မယ်နော်နန်မိုက်ထိုနာမ်ဆိုရင်ရေနမ်ခင်ဒါလေးကဆက်တဲ့အဲလေးပုံပြတ်တာပေါ့နော်ဆက်တဲ့အဲရဲ့မိုက်တိုက်ခုရဲ့တွေ့ရင်ဆက်တဲ့အဲလို့ကိုရမှတ်ထားရမယ်အဲ့တော့ခေါ်အဲငေါခင်နမ်ခင်ဆိုလို့ရှိရင်တော့ရေခဲကိုပြောတာပါနောက်ခုကကျတော့တော်အီယာဆိုတော့တီးရလို့ထားမယ်အမငေါလေးတက်ထားရဆိုတော့ငေါငူလေးနဲ့ပြန်တက်မှာပေါ့နော်ငေါအတက်မှာတစ်ချက်သတိထားရမှာလေကျွန်တော်တို့ကရှာဘယ်မှာသွားမထားဘူးရှာအလယ်မှာပဲရှိနေရပေါ့နော်ဒီစကားလုံးလေးကိုဖတ်မယ်ဆိုရင်တော်အီယာငေါတီယံတော်အီယာငေါတီယံဆိုရင်တော့ကတင်ကိုပြောတာပါတော်အီယာငေါတီယံကတင်နောက်တစ်ခါကျတော့ဖောငေါဖึงမိုက်ထိုလေးပါလိုက်တဲ့ကြောင့်မလို့မိုက်ထိုရဲ့တုံးรูကိုပဲယူပေးရတယ်เนาะဒီက rising တုံးကိုထွက်เสียမလို့တော့ဘူးဖောငေါဖึงမိုက်ထိုဖึงဆိုရင်တော့ပြားကိုပြောတာပါဖึงပြားနောက်တစ်ခုကဖောဖောပြီးလေးရဖောတရာကဖောဆိုတော့ဖဲကမှငေါလေးတက်လာပြီဆိုလို့ရှိရင်ရှာဝဘယ်ကမှသွားမထောက်ဘူးနည်းနည်းပြုံးလေးပေါ့နော်ဖောငေါဖงဖောငေါဖงဆိုရင်စေးကြည့်တော့နောက်တစ်ခုစောငေါစောဆိုတာလေးက high class တွေကပြီးဖြစ်နေတယ်အဲ့တော့ rising တုံးအတန်လေးနဲ့ထွက်မှာပေါ့နော်စောဆူငေါလေးတက်လိုက်တော့ပြုံးလေးနဲ့ရှာအောင်ဘယ်မှမထောက်ဘူးစောငေါစုံစောငေါစုံဆိုရင်မြင့်တော့ပေါ့နော်ငါငေါရလေးက low class ထဲမှာပါတော့ထွက်လာမဲ့အတန်တုံးဒီ middle tone ပေါ့ပါပဲငေါรงငေါรงဆိုရင်တော့ခွန်အောင်နောက်တစ်ခုအနေနဲ့ကခေါ်ငေါข็งငေါรงแข็งแรงဆိုရင်တန်မှာတော့ဒီข็งကအပေါ်မှာနမ်ข็งကအတူတူပဲเนาะငေါดึงဆိုရင်တော့ဆွဲဒီငေါดึงဆွဲဒီတကားတွေမှာဆိုရင်တွေ့ရမှာเนาะpush တို့ pull တော့အဲ့လိုမျိုးပုံစံမျိုးပေါ့เนาะดึงနောက်ခုထောငေါถึง rising တုံးလေးနဲ့ထောငေါถึงဆိုရင်တော့ရောက်ဒီရောက်ပြီဆိုရင်တော့ထင်แล้วမောငေါมองဆိုရင်တော့ငေးကြည့်ဒီတချင်းလေးတောင်ရှိသေးတယ်ใช่ไหมคะมองนังမောငေါมองဆိုရင်တော့ငေးကြည့်ဒီဝอငေါวิ่งไม่วิ่งဆိုရင်တော့ပြေးဒီနောငေါนังไม่นั่งထိုင်ဒီรอငေါร้องไม่โทร้องหอไอให้ไม่โทให้ร้องให้งูดิร้องให้ทำไมคนร้องให้ทำไมนะနောက်တစ်ခုကဒေါ်ငေါดังဆိုရင်ကျေလောင်တော့เสียงดังมากเนาะအတန်ချင်းကျေတာပဲထောငေါถังဆိုရင်တော့ပုံလောငေါหลงဆိုရင်စင်းဒီဖောငေါฝังနားထောင်ဒီယောငေါယုံဒီတိုင်းပဲ middle tone ဆိုရင်တော့ချင်းယောငေါယုံချင်း mosquito ချင်းပြောနော်ယောငေါယုံไม่ယုံဆိုရင်တော့အလုံးရှုပ်တီคนยุ่งไหมနေအလုံးရှုပ်နေလားပေါ့နော်နေအလုံးရှုပ်လားပေါ့
ငါรอองอรองไม้โทรองพอรอเองอเพลงร้องเพลงใส่เนาะตะชินสูดีคนชอบร้องเพลงไหมဒါမို့လဲร้องเพลงได้ไหมဒါမျိုးတွေမေးလို့ရတယ်เนาะကောเองอแกงใส่เนาะဟင်းပွဲကိုပြောတာဒီဟင်းပွဲလေးရဲ့နာမည်ကကြတော့ကန်ကျူဝမ်ဟလာအစိမ်းကြောင်အစိမ်းဆက်ချက်ပေါ့ဒေါ်เองอแดงงองูလေးနဲ့တတ်ထားเนาะဒေါ်เองอแดงใส่เนาะอันนี้อ่ะรอเอียงอเรียงใส่เนาะสีดีรอเอียงอเรียงขอองอของเรียงของใส่เนาะပစ္စည်းတွေစီဒီပစ္စည်းတွေစီဒီလို့မပြောဘဲနဲ့ဟင်းပွဲတွေစီဒီလို့ပြောချင်ရင်เนาะเรียงแกงဒီของပစ္စည်းနေရာမှာတခြားဟာတွေပြောင်းထည့်လို့ရပါဘောเนาะအင်ဂျီတွေစီဒီဆိုလို့ရှိရင်เนาะเรียงเสื้อဒါမျိုးเนาะรอเอืองอเรืองမအေးလေးပါလိုက်တော့အတန်အတွက်လည်းပြောင်းတယ်အတိပ္ပယ်တွေလည်းပြောင်းသွားပြီรอเอืองอเรืองမအေးเรื่องဆိုရင်เนาะအကြောင်းအရာကိစ္စมีเรื่องอะไรคะဘာကိစ္စရှိလို့လဲဒါမျိုးတွေเนาะနောက်ขอรอเอืองอเครื่องไม่เครื่องขอรอပြီးတွေလေးဖြစ်သွားပြီเนาะขอรอเอืองอเครื่องไม่เคลื่อนဆိုရင်เนาะစက်ပစ္စည်းတွေကိုပြောပါတယ်รอเอืองอเหลืองรอเอืองอเหลียงไม้โถเหลียงဆိုရင်เนาะကျွေးမွေးဒီစောင့်ရှောက်ဒီဆိုတဲ့အဓိပ္ပာယ်လေးရပါတယ်တရိษံလေးတွေကိုကျွေးမွေးစောင့်ရှောက်တယ်ဆိုလို့ရှိရင်လည်းပြောလို့ရတယ်เนาะခြံလီယံမာค่ะအစိမ်းကခွေးလေးကိုကျွေးမွေးစောင့်ရှောက်ထားတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ့်ရဲ့တငယ်ချင်းတွေကိုကိုကအဲ့ခံတဲ့တမျိုးဆိုလို့ရှိရင်လည်းလီယံနဲ့ပြောလို့ရပါတယ်เนาะสอยเอียงอเสียงဆိုရင်တော့အတန်အပေါ်နဲ့အောက်နဲ့ကမတူးเนาะအပေါ်ကလီယံအောက်ကတလုံးကเสียงနောက်ခုအော်เองอเองဆိုရင်တော့ကိုယ်တိုင်ฉันทำได้เองค่ะကျွန်မကိုယ်တိုင်လုပ်နိုင်တယ်ขอเองอแข็งมาอีกแข่งဆိုရင်တော့ပြန်ဒီแข่งวิ่งအပြေးပြန်ဒီแข่งร้องเพลงဒါမျိုးเนาะအနောက်ကနေမှပြိုင်တဲ့ဟာကိုလာထည့်ပြီးမှရေးလို့ရပါတယ်โอเคအဲ့ဆိုရင်တော့ဒီနေ့တော့ဒီလောက်ပါပဲဘိုင်ဘိုင်ค่ะเจอกันใหม่นะ